ဒီရေဖြန်းဆက်ခြင်းကနေရေတို့ကိုအားပြင်းပြင်းနဲ့ပန်းထုတ်နေတာကိုတွေ့ရမှာပါရေပန်းကကောင်းကင်ရံကိုမိမိမာထိုးတက်သွားပါတယ်ပြီးတော့ဇက်ကတဖြည်းဖြည်းချင်းလဲပန်းနေတာပါဒီဆက်လေးတွေကမြကင်းပြင်တစ်လုံးလုံးကိုပြန့်နှံ့သွားစေပါတယ်အခုတော့ဒီအလုတ်သမားကဘေးကြီးတစ်လုံးကိုလေးဖြစ်ဖို့ပြင်ဆင်နေပါတယ်သူကဘေးအနားသားမှာတစ်ခုခုကိုဖြန်းလိုက်ပါတယ်ပြီးတော့မီးချစ်နဲ့မီးတိုးလိုက်တာပါပဲပြူတရမီးတောက်ကြီးပောက်ကွဲထွက်လာပါတယ်အဲ့ဒီနောက်ဘေးကချက်ချင်းဆိုတော့ဖောင်းတက်သွားတာပါဒီလူကြီးက gas o အဟောင်းကြီးကိုအပိုင်းပိုင်းဖြတ်တဲ့ဆက်ထဲထည့်ဖို့စူးစမ်းနေပါတယ်စက်ရဲ့သွားတွေက gas o ကိုမနှဲကြိုက်နေရတာပါအိုးကအပေါ်ကိုပြန်တက်လာလို့သူကပြန်ဖိချနေရတယ်နောက်ဆုံးတော့ gas o ကြီးကစက်ထဲကိုကျသွားပါပြီစက်ကအိုးကိုတဖြည်းဖြည်းချင်းဝါမြုပ်သွားပါတယ်တန်တုံးကြီးကအစာအနှတောင်မကျန်တော့ပါဘူးဒီတစ်ခါမှတော့လူတစ်ယောက်ကတန်ပတ်ကျိုးရည်ကြီးကိုဆွဲထုတ်နေပါတယ်သူကမြေပြင်ပေါ်မှာထိုင်ပြီးအားနဲ့ဆွဲနေရပါတန်ပတ်ကြီးကငွေတကောင်လိုတွန့်လိန်နေပါတယ်ပြီးတော့သူကအဲ့ဒီတန်ပတ်ကိုပိုက်နေကြီးနဲ့ထည့်ဖို့ကြိုးစားနေတာပါဒါကတော့ကျိုးကြီးတွေကြည့်တဲ့စက်ကြီးပဲဖြစ်ပါတယ်ကျိုးမြင့်လေးတွေအများကြီးကတပြိုင်နက်လဲပတ်နေကြတာပါသူတို့ကတစ်ခုနဲ့တစ်ခုချစ်ပတ်ပြီးကျိုးအကြီးကြီးဖြစ်လာပါတယ်စက်ကအယမ်းမြန်ပြီးတိကျလာပါတယ်နောက်ဆုံးမှာတော့ခိုင်ခန့်တဲ့ကျိုးခွေကြီးထွက်လာပါတယ်ဒီစက်ကတော့စူးကျိုးတွေကိုထုတ်လုပ်ပေးနေရပါတန်တန်းကျိုးတွေကိုအချွန်လေးတွေဖြစ်အောင်လိမ်ပေးနေတာပါစက်ရဲ့အစိမ်ပိုင်းတွေကအပေါ်အောက်လှုပ်ရှားနေပါတယ်စူးချွန်လေးတွေကတစ်ခုပြီးတစ်ခုပေါ်လာပါအခုတော့ပလတ်စတစ်ရေတန့်ဘူးတွေထုတ်တဲ့စက်ကိုကြည့်လိုက်ရအောင်ပါဘူးခွန်လေးတွေကစက်ထဲကနေတစ်လုံးပြီးတစ်လုံးထွက်လာပါတယ်ပြီးတော့သူတို့ကိုတန်းစီပြီးတည်ဆောင်သွားပါတယ်စက်ကအယမ်းမြန်လို့မျက်စိတောင်လဲသွားနိုင်ပါတယ်နောက်ဆုံးမှာတော့ဖျေးသီးတွေကိုခွဲခြားပေးတဲ့စက်ကြီးကိုတွေ့ရမှာပါဖျေးသီးတွေကပတ်လန်းပေါ်မှာတရိပ်ရိပ်ပြေးနေပါတယ်စက်ကဖျေးသီးတွေကိုတစ်လုံးချင်းစီအောက်ကိုချပေးနေတာပါ